ဘာကောင်းလျှော်ရေးပဲပြောင်းသုံးသပင်းအရန်ကျွတ်တာကမတက်တာလာတဲ့အပြင်ဥယေထိတ်ပြောင်ထိတ်ကွက်တွေဖြစ်နေလို့စိတ်ညစ်နေတဲ့သူတွေအတွက်မြန်မာငွေလေး2000ကျော်ရှိရုံနဲ့ဆန်သားနဲ့ဥယေပြဿနာကိုအထီရောက်ဆုံးဖြေရှင်းပေးနိုင်တဲ့တဘာဝရွှေကေတာအတွဲလေးတွဲကိုသာစောင်းတာတလအတွင်းကိုသပင်းကျွတ်တက်တောင်တော့မကဘူးကျွတ်တဲ့နေမှာဆန်သားတစ်ကလေးပြန်ပေါက်စေပြီးအုံတူအရှိမြန်စေရမယ်ဒီလို900မီလီဘူးကိတ်ကြီးတပူးကိုမှ11800ပဲရှိတယ်သူဆိုလို့ရှိရင်100မီလီဘူးတောင်ပါတယ်12000ပဲရှိတယ်ဒီလိုတွဲကိုမှ2လတလကျော်2လနီးပါးလောက်အလုံးဝအပုံခံတယ်အဲ့ဒါကြောင့်ကိုကတွက်ချီလဲကတ်တယ်ဘာချက်လဲစိတ်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဘာသုံးသပင်ရန်ကျွတ်မတက်တာရဲ့သူတွေဥယျာဉ်စီပြန်တဲ့သူတွေသပင်အရှိနှင်းနေတဲ့သူတွေသပင်အဖျားနှစ်ခွားဖြစ်တာကိုသိတာရောပါကျင်တယ်ဆိုလို့ရှိရင်မဖြစ်မနေသုံးပေးပါရှင်ဒီလိုတွဲကုန်မှာမြန်မာငွေ2300ပဲရှိပါတယ်เนาะ17လပိုင်းကစပြီးဘူးပါကေးရှင်းအသစ်ဈေးနှုန်းအသစ်နဲ့လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခု10လပိုင်းကုန်အထီကိုပဲຫນွေလေးရှိမှာ3ဘူးတိတိယူသူတိုင်းကိုဒလီရောက်တဲ့ဘယ်မြို့နယ်ရွာတွေကိုမစို့အိမ်ရောက်ငွေရှိနေကိုမှဒလီဖရီနဲ့ပါရအောင်ပါပါเนาะ